ဇလန်းနဲ့အဆောက်မှာတော့ရှင်ကျမကိုတွေ့ချင်လို့တက်တက်မဲ့အလုပ်တွေရှုပ်အောင်လုပ်နေတာမလားဆိုတဲ့ရှူရီရဲ့အမေကို CEO ကြီးကအပြုံးမပြတ်ပဲခက်အေးအေးပဲတုံ့ပြန်ခဲ့ပါတယ်။နောက်ဆုံးမှာရှီယန်ကမူချမ်းသေးကအမားတွေကိုတစ်ချက်ချင်းထောက်ပြလိုက်တော့မှရှူရီတယောက်ဘာမှပြန်မပြောနိုင်ပဲတောင်းပန်လိုက်ရပါတယ်။အလုပ်အပ်ဖို့အချိန်ကြီးကပ်နေတာကြောင့်ရှူရီဟာရှီယန်အိမ်ထိလိုက်သွားပြီးအလုပ်လုပ်ဖို့သဘောတူလိုက်ပါတယ်။ညနေတဲ့အထိ CEO ကြီးရဲ့အိမ်မှာအလုပ်လုပ်ရင်းရှီယန်ကဘေးနားကနေစိုက်ကြည့်နေတာကြောင့်ရှူရီစိတ်မတည်မငြိမ်ဖြစ်နေခဲ့ပါတယ်။မူချမ်းအတည်ပြုချက်ရသွားတဲ့အချိန်မှာတော့ရှူရီကသူ့မမှာရေးစားမရှိတော့ကြောင်းပြောပြီး CEO ကြီးကိုစတင်ပြီးချင်းကပ်ပါတော့တယ်။နောက်တစ်နေ့မှာတော့ရှူရီဟာမနာလိုတဲ့လုပ်ပေါ်ကိုင်ဖက်ရွှေရွှေလင်းရဲ့၆ချခြင်းကိုထပ်ပြီးခံလိုက်ရပြန်ပါတယ်။ရှူရီရဲ့စာမှုတွေကိုအမိုက်ထဲထည့်ပြီးဖျက်ဆီးခိုင်းခဲ့တာပါ။ဒါပေမဲ့ရှူရီကတော့အရှုံးမပေးဘဲအထောက်ထားနဲ့တကွရွှေရွှေလင်းရဲ့အကွက်ကိုလူများရှိမှပြန်ဖော်ထုတ်နိုင်ခဲ့ပါတယ်။အလုပ်ပြီးလို့လမ်းလျှောက်နေတော့မှရှူရီကရှီယန်ကိုလွမ်းလို့လာကြပါဆိုပြီးစနောက်ပြီးစာပို့လိုက်ပါတယ်။မထင်မှတ်ပဲရှီယန်ကလူရက်စကားကြီးနဲ့တကယ်ပဲရောက်လာခဲ့ပြီးသူတို့သွားလို့ရကိုလိုက်ပို့ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ပွဲခန်းမထဲမှာရှူရီကိုတခြားယောက်ျားတစ်ယောက်ကဖုန်းနံပါတ်တောင်းတာမြင်လိုက်ရတဲ့အခါဥက္ကဋ္ဌကြီးတစ်ယောက်တဝင်တူပြီးရှူရီကို VIP အခန်းထဲအမြန်ခေါ်သွားပါတော့တယ်။